အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Lee Motor B10 EV ကားလေးရဲ့ setting တချို့အကြောင်းပြပြပေးတော့မှာဖြစ်ပါတယ်။ဘာ setting လေးလဲဆိုတော့အခု B10 နေတဲ့လူရောတခြား EVC ရဲ့လူတွေရောပေါ့နော် EV ကားတော်များမှာပါမယ်လို့တော့ကျွန်တော်လည်းထင်တာပဲဒါပေမဲ့ကျွန်တော် B10 လေးကိုပဲပြပြမှာပေါ့ဒီ B10 မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကားပေါ်စတက်လိုက်တာနဲ့ setting တွေအမြဲတော်ပိတ်နေရနည်းနည်းကတိကောက်ဖြစ်တယ်ပေါ့နော်ကျွန်တော် S setting လေးတွေကိုအဲ့လိုသွားတစ်ခုချင်းတွေသွားပိတ်စရာမလိုပဲနဲ့ဒီသူ့ရဲ့ဒီ steering wheel မှာအပေါ်ပေးထားတဲ့ button ခလုတ်လေးမှာ shortcut ထည့်လို့ရတဲ့အကြောင်းလေးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်လည်းတူကြည့်လိုက်ကြရအောင်ကျွန်တော်တို့ကားပေါ်တက်လိုက်တာနဲ့ပထမဆုံးတွေ့ရမှာကျွန်တော်ဒီမှာ setting လေးဝင်မယ် setting နဲ့ဝင်မယ်ကျွန်တော် ADS တဲဝင်မယ်ပေါ့နော် setting နဲ့ဝင်မယ်ပြီးရင် ADS တဲဝင်မယ်ဝင်ပြီးသွားရင်active safety တဲ့ဝင်မယ်ကျွန်တော်ဒီ lane centering control လဲကျွန်တော်ပိတ်မယ် active safety တဲ့ဝင်မယ်ပထမဆုံးတွေ့ရတော့ forward collision warning ကျွန်တော်အဲ့ကောင်ကိုလိုးပဲထားမယ် height ထားလိုက်တော့ brake ခဏလိုက်အုပ်တယ်ဗျာဒီလားတိတ်အဆင်မပြေဘူးလိုးထားရင်လည်း brake အုပ်တယ်နော်ကျွန်တော်ချောင်းသာသွားတော့ကလမ်းမှာအကွေ့မှာအရှိကားနဲ့ကျွန်တော်နည်းနည်းလေးဝေးသေးရယ်စပိန်တစ်စီးစာလောက်တော့ရှိအောင်မဲ့အဲ့ဒါတော့မှဒီကောင်က auto brake အုပ်သွား brake ကိုစောင့်အုပ်တာမဟုတ်ဘဲနဲ့ brake ကိုမသိလူနေသလိုမျိုးအဲ့လိုလဲပြေးလေးသူ့ဘာသာသူအုပ်ပေးတယ်အုပ်ပေးရပြင်ဒီ hazard light တွေဒီဇုံမီးတွေအကုန်လုံးလင်းသွားကျွန်တော်တော့တော်တော်ကြိုက်သွားတယ်ဟာလို့တော်တော်အဆင်ပြေရပဲပေါ့နော်အဲ့ဒါတော်တော်အဆင်ပြေအဲ့ဒါကြောင့်ဒီကောင်ကိုလိုးထားလို့လည်းအဆင်ပြေပြီးရင် automatic emergency braking အဲ့ကောင်လုံးဝပိတ်ကိုပိတ်ထားမှာကျွန်တော်ဆိုကားရှူလာပြီးတော့ကျွန်တော်ကားပထမဆုံး3လပိုင်းလောက်တော့ရှူလာပြီးတော့အချိန်မှာနှစ်ခါဖြစ်တယ်လမ်းထဲမှာစိုက်ကားကလည်းကျွန်တော်နဲ့အဝေးကြီးပဲဒါပေမဲ့ကောင်မလေးတယောက်ကကျွန်တော်ကားဘေးကိုကတ်ပြီးရှောက်သွားတယ်ကားမောင်းနေရလဲကျွန်တော်ဖြည်းဖြည်းလေးပဲ20လောက်ပဲထင်တယ်အဲ့တော့ဒီကောင် brake sound အုပ်တာအုံလဲနေရပဲရက်ွက်တဲ့လူတွေအကုန်လက်သွားလမ်းလျှောက်နေတဲ့ကောင်မလေးတော့စိုက်ကားသမားတွေရောအကုန်လန့်သွားတိုက်သွားပြီးထင်တာလေတကယ်တော့ကားအဲ့ဒါသူ့ဘာသူ brake sound အုပ်တာပြီးတော့နောက်တစ်ခေါက်ကျတော့အဲ့နေ့မှာပဲကျွန်တော်City Mall parking အတက်မှာ City Mall parking အတက်မှာပေါ့နော်ကားလူဖြတ်လျှောက်တာအဝေးလိုတဲ့ကား3စီးစာလောက်လိုသေးရဲ့ဂုံးတက်ကြီးကိုဒီကောင် brake ကြီးကောက်ဖမ်းတာparking ဂုံးတက်ကြီးမှာအမှတော်တော်ဆိုအဲအကြောင်းလုံးဝဒီ automatic emergency braking ကပိတ်ကိုပိတ်ထားအကောင်းတယ်ကျွန်တော်ကတော့လုံးဝပိတ်ထားပဲကြိုက်တယ်ပြီးတော့ lane departure warning keeping ကဒီကောင် warning ပဲထားမယ်ပို့မထားဘူးပြီးရင် emergency lane keeping assist lane keeping assist လည်းကျွန်တော်ပိတ်ထားကြိုက်တယ်ဘာလို့လဲဆိုတော့သူကကားမောင်းရင်ကားကိုလိုက်ဆွဲတဲ့နေတာကျွန်တော်နည်းနည်းအာယုံနောက်တယ်တခါကျတချို့ကွေးရဲ့နေရာလေးမှာခိုးကွေးလို့မရအောင် highway သွားရင်ပို့ဆိုရကျွန်တော်ဆိုရင်တော့ highway သွားရင်ဒီ emergency lane keeping assist ကို lane departure warning lane keeping assist အကုန်ပိတ်တာတော့အပီးပိတ်လိုက်တာအဲ့မှာကိုကွေးကျင်တယ်လို့ကွေးလို့ရမဟုတ်ရင်ကွေးလို့မရအောင်သူ lane လေးတည်းပဲဒီ speed နဲ့ပိုခတ်တယ်ကွေးရတာ okay ဒါလုံးဝဒီအောက်ကအားတွေအားလုံးတော့ဖွင့်ထားမှာကျွန်တော်နောက်ဆုတ်တဲ့အချိန်မှာ brake နှိပ်တာလည်းတကယ်ကောင်းတယ်ဒါဖွင့်ထားမှာပေါ့နော်ဒါ ADS ထဲမှာဆိုဒီ setting တွေလုံးဝပိတ်ရမှာခုနကကျွန်တော်ပြတဲ့ setting တွေအခု setting တွေအားလုံးအဲ့ဒါကျွန်တော်တို့တစ်ခုချင်းစီလိုက်ပိတ်ရမှာ setting တွေပေါ့နော်တကယ်ဆိုရင်ကျွန်တော်ဒီမှာဒီ cloud လေးပါတယ်အဲ cloud လေးမှာထားဖို့အတွက်ကို setting က setting ကိုဝင်ပြီးရင် driving ထဲမှာရှိရယ် driving ထဲကိုဝင်ဆွဲချလိုက်ဒီမှာ steering wheel ဆိုတာရှိရယ်အဲ wheel ထဲကိုဝင်မယ် single click ထဲကိုဝင်မယ် combine function setting အဲကောင်တော့အများလေးနှိပ်လိုက်မယ်အဲ့မှာကျွန်တော်ထားခြင်းတဲ့ဟာကိုကုန်ထားမယ်ကျွန်တော် acceleration mode ကိုအမြဲတမ်း comfort ထားတယ် regenerative braking ကိုကျွန်တော် strong ထားတယ် highway သွားရင်တော့ကျွန်တော် weak ထားရပေါ့နော်အခုကတော့ strong lane departure warning ကိုလည်းကျွန်တော်မြို့ထဲပဲသွားနေရဖြစ်တဲ့အတွက် warning ပဲထားတယ်lane departure warning sensitivity ကိုလိုးထားတယ် warning sound တော့ on တာ automatic emergency braking ကို off တယ်လုံးဝ off ကရမယ့်ထဲမှာထိတ်ဆုံးရပါတယ် emergency lane keeping assist ကိုလည်း off တယ်ဒီကကိုလိုချင်တဲ့ setting တွေအကုန်လုံးဒီထဲမှာသတ်မှတ်ပြီးသွားပြီဆိုရင်ထွက်လိုက်တော့ရပြီ acceleration mode ကို sport ထားတယ် regenerative ကို weak ထားတယ်ကျွန်တော်ရှောက်ထားလိုက်မယ် ADS ကိုလည်းကျွန်တော်ရှိသမျှ setting တွေအကုန်ပြန်ဖွင့်လိုက်မယ်နော်ကျွန်တော်ပြမယ်အကုန်ဖွင့်ထားရစီးမြဆက်အဲ့တော့စကျွန်တော်ကားပေါ်တက်လိုက်တယ်ပဲထားရှောက်တာနဲ့ကျွန်တော် setting တွေတော့နှိပ်စရာမလိုတော့ဒီမှာတစ်ချက်ပဲတစ်ချက်နှိပ်စာတက်လာတယ်တော့နောက်တစ်ချက်ထပ်နှိပ်ရအဲ့လိုနောက်တစ်ချက်ထပ်နေအတန်လေးထွက်သွားရင်ကြည့်လိုက် ADS တွေကိုကြည့်လိုက်အကုန်လုံး setting တွေပြောင်းသွားပြီကျွန်တော်ခုနထားတဲ့ setting တွေအတိုင်းကုန်ဖြစ်သွားပြီ automatic တွေပိတ်တယ် emergency lane keeping ကတော့ပြန်ပွင့်တတ်တယ်ဥပမာပြန်ပိတ်လိုက်မှာ driving ဆိုလဲ
ခုန sport mode ထားထားရယ်เนาะအခု comfort ဖြစ်သွားပြီ region ကိုလည်း weak ထားတာအခု strong ဖြစ်သွားပြီအကောင်အဲ့ဒါဆိုကျွန်တော်ကားမောင်းပြီးအစ်စ်ထွက်ရုံပဲအဲ့ဒါဆိုရင်ကျွန်တော်လုံးဝအဆင်ပြေသွားပြီကျွန်တော်ကားပေါ်တက်လိုက်တာနဲ့ခလုတ်လေးတစ်ချက်နေသူစာတက်လာရင်နောက်တစ်ချက်နေပြီးရင်ကျွန်တော်ထားတဲ့ setting နဲ့ကုန်ပြီးသွားပြီပေါ့နော်ကဲအဲ့ဒါဆိုအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်သိချင်တာလေးရှိရင်လည်း comment မှာကျွန်တော်မေးသွားလို့ရပါတယ်ပြီးတော့ကျွန်တော်လိုပဲ B10 စီးနေတဲ့လူတွေအခက်အခဲလေးကောင်းကျိုးဆိုးကျိုးလေးလည်းမျှဝေသွားလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တဒါ